ကိုယ့်ရဲ့ Messenger မှာကိုယ့်တငယ်ချင်းကလွဲလို့တခြားတစ်စိမ်းများ message လာပို့လို့မရအောင်ဖုန်းလာခေါ်လို့မရအောင် video call ခေါ်လို့မရအောင်လို့လုပ်တဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်မျှဝေပေးပါမယ်။ Messenger ရဲ့အောက်ကဘာလဲကိုဝင်လိုက်ပါဝင်ပြီးပြီဆိုရင်အပေါ်ဆုံးမှာ setting တွေကိုဆက်ပြီးတော့ဝင်ပေးပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲချပေးပါဒီနားလေးမှာရှိနေတဲ့ privacy and safety ဆိုတာအဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးပါအဲ့ထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ message delivery ရှိတယ်ပေါ့နော်အဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိနေတဲ့ people with your phone number တဲ့ကိုယ့်ဖုန်းရဲ့ contact ထဲမှာရှိနေတဲ့လူတွေက Facebook သုံးနေဆိုရင် Messenger ကနေကိုရီကိုလာပြီးတော့စကားပြောမယ်ဆိုရင်မပြောစီချင်ဘူးဆိုလို့ရှိရင် don't receive ကိုရွေးလိုက်ပါ update setting ကိုနှိပ် don't receive ကိုရွေးပြီးလို့ရှိရင်ဒုတိယအကြောင်းက friend of friend ပေါ့နော်ကိုယ်တငယ်ချင်းတွေရဲ့တခြားသောကိုယ်နဲ့တငယ်ချင်းပုတ်တဲ့သူတွေကကိုယ်လာပြီးတော့စကားလာပြောမယ်ဆိုရင်မပြောစီချင်ဘူးဆိုရင်အောက်ဆုံးက don't receive record ကိုရေးပေးပါရွေးပြီးလို့ရှိလို့ရှိရင်တတိယအကြောင်းမှာရှိနေရဲ့ကျွန်တော်တို့ပေါ့နော် people in your Facebook group ထဲမှာရှိနေတဲ့လူတွေကကိုယ်လာမပြောစီချင်ဘူးဆိုရင် don't receive record ကိုရွေးပေးပါပြီးရင်စတုတ္ထမှာရှိနေတယ်ကျွန်တော်တို့ page your follow ပေါ့နော်အဲ့တော့ဒီ page your follow မှာရှိတဲ့လူတွေကလာပြီးတော့စကားမပြောစီရင်ဘူးဆိုလို့ရှိရင် don't receive request ကိုပဲရွေးပေးပါရွေးပြီးဆိုလို့ရှိရင်အောက်ကကျွန်တော်တို့ pixel ပေါ့နော်ငါးမှာရှိနေတယ်ကျွန်တော်တို့ other on messenger or facebook ကိုနဲ့လည်းတငယ်ချင်းမဟုတ်ဘူးကိုတငယ်ချင်းနဲ့တငယ်ချင်းလည်းမဟုတ်တော့တခါမှမမြင်ဘူးမတွေ့ဘူးတဲ့လူတွေစကားလာမပြောစီချင်ဘူးဆိုလို့ရှိရင်ဒီအောက်မှာ don't receive request ပေါ့နော်ကျွန်တော်ကတော့တခါလောက်ထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့၅ချက်လုံးကို don't receive request လောက်ထားမယ်ဆိုလို့ရှိရင်ကိုဘယ်သူမှလာပြီးတော့တငယ်ချင်းဟုတ်တဲ့သူကလွဲပြီးတော့ကျန်တဲ့သူတွေဘယ်သူမှကိုယ်စကားလာပြောလို့မရတော့ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်